ပကံမှာတစ်ခါထမင်းစားပြီးရင်နောင်တရသွားစီမယ်ထမင်းဆိုင်လေးဒီဆိုင်ကိုဒီခေါ်သွားရမယ်အဲ့ဒီဆိုင်ရဲ့နာမည်ကမာလာတင်ကြီးတဲ့ဘာလို့နောင်တရမှာလဲဆိုတော့တစ်ခါစားပြီးနောက်တစ်ခါလည်းစားချင်စိတ်တွေဖြစ်လာနောက်တစ်ခါလည်းစားချင်နေတာပေါ့နော်အဲ့ဒီဆိုင်မှာဒီဆိုင်လေးကတော့ဒီပကံကိုရောက်တော့ကပထမဆုံးစားခဲ့တဲ့ထမင်းဆိုင်လေးပေါ့နော်ဒီအမေလေးဆိုလည်းအမျိုးပေါင်း20ကျော်လောက်ရှိရပေါ့နော်ဒါတင်မဲလားဆိုတော့မဟုတ်ဘူးထမင်းစားပြီးမကြီးတွေကလည်းတိုက်သေးတယ်မကြီးတွေတိုက်ပြီးတော့ပြီးပြီလားဆိုတော့မပြီးသေးဘူးမုတ်ချို့လိန်နေရောပဲအစုံပေါ့နော်လာချပေးတာပါစားချင်ပကံသွားတော့ဆိုအော်ငါအညာထမင်းညာရင်းနဲ့ငါစားလို့ဖြစ်ပါမှာငါကြိုက်ပါမလားလို့စိတ်ပူခဲ့တာအခုကတော့မော်လမြိုင်ပြန်ရောက်တာတော့မှာပေါ့နော်အဲ့အညာရင်းညာထမင်းကိုပဲလွမ်းနေတာပေါ့နော်ဒီအကြိုက်ဆိုတော့ဘယ်ဆိုင်ရောက်တွေ့နေရတယ်ပေါ့နော်ဒီပဲဒီချင်းတွေကိုလည်းကြိုက်တယ်ပြီးတော့ငယ်လေးကလေးကကြိုက်တဲ့ပုံရိပ်ကြီးစိုက်တိုင်းမှာပုံရိပ်ကြီးတုပ်လေးတွေရတော့ဒီအတွက်အစီပြေဆုံးဒီကတော့ပကံတခွင်ပြဲစင်ဘာတွေစားလဲဆိုတော့ကြက်ကြော်အဓိကစားတယ်ကြက်ကြော်တပွဲကုန်တပွဲမှာတယ်တပွဲကုန်တပွဲမှာပြီးတော့အဝစားတာပေါ့နော်ပြီးရင်ဒီကကြတော့ရုံးလေးဒီကိုအကြိုက်ဆုံးပေါ့နော်ရုံးလေးဒီကိုကြိုက်တယ်ဆိုရင်ဘယ်တော့ခါမှအစိမ့်မစားဘူးပေါ့နော်ဘာလို့ဆိုတော့ရင့်နေစားခတ်လို့ဒါပေမဲ့ပကံမှာစားတဲ့ရုံးလေးဒီကဘလို့အစိမ့်စားရအောင်မဘလို့စားကောင်းစားကောင်းမှမသိကြွကြွရွလေးနဲ့မှုန်းဒါလေးကတော့ခင်းဒီအစိမ်းအောင်ကြော်တာချူလေးနဲ့စားကောင်းတယ်ခင်းရင်ဒီကြော်ရည်လည်းရှိတယ်ပေါ့နော်အစုံပဲကြော်တာပြပါတယ်ပြီးရင်ဒီငယ်ပဲလုံးရင်းလေးလည်းစားကောင်းတယ်သူကကြိုက်တဲ့လောက်စားကြိုက်တဲ့လောက်မှာလို့ရတာဆိုတော့ဘယ်နှပွဲမှာလို့မှာမိမှန်တော့မှတ်မိလောက်အောင်ပဲပေါ့နော်ဒီနေရာတော့ဆုံးတာဆိုတော့စက်သားစီပြန်ဟင်းလေးလည်းစားတယ်ဘဲဥဟင်းလေးလည်းစားခဲ့တယ်ပေါ့နော်ပြီးရင်တော့ချမောင်ကြော်လေးကတော့မပါဖြစ်ပါပဲဒါတော့စားကောင်းမှာတော့လိုက်ပွဲတော့မယူဘဲနဲ့မနေနိုင်ဘူးလိုက်ပွဲလည်းယူလိုက်ပါသေးတယ်ရှင်ကဲဒါဆိုရင်အခုစားခဲ့တာတွေကဘယ်လောက်ရှင်းခဲ့ရလဲဆိုတော့ဒီမရှင်းခဲ့ရပါဘူးဘာလို့လဲဆိုတော့ဒီက AN Star နဲ့တော်တာဆိုတော့ AN Star ကို2,9,500ပေးအောင်နေပေါ့နော်အကြီးစင်တစ်လျှောက်စားခဲ့တဲ့သမင်း6နဲ့9နဲ့စားဆိုရင်လည်းဘာမှထပ်ပေးစရာမလိုဘူးပေါ့နော်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဒီရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်နေဆုံကြမယ်နော်အားလုံးပဲတာပါ